မင်္ဂလာပါဒေါက်တာဝမ်ရဲ့ Warm Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မက message box မှာလာမေးထားတဲ့ Warm Space မှာဒေါက်တာဝမ်နဲ့ counseling လုပ်ချင်တယ်ဆိုရင်ဘာတွေလုပ်ရမှာလဲဆိုတဲ့မိကွန်းလေးကိုဖြည့်ပေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့တချို့သောသူတွေက counseling နဲ့ပတ်သက်ပြီးတော့ဒါကိုသိနားမလဲဘူးပေါ့နော်အဲ့တော့ counseling ဆိုတာကနှစ်သိမ့်ဆွေးနွေးပေးခြင်းဖြစ်တယ်အဲ့တော့counseling လုပ်တဲ့အချိန်မှာဆေးပေးမှာလားဆေးညွှန်းစာပေးမှာလားလို့လည်းမေးတယ်မပေးပါဘူးအဲ့တော့ warm space မှာ client တယောက်လာတဲ့အခါမှာကျမနဲ့အတူတူမလုပ်ရမှာလဲဆိုလို့ရှိရင် client ဒီသူကစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ရှုပ်ထွေးမှုတွေရှိတယ်ပြဿနာတွေအခက်အခဲတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့နာကျင်မှုတွေမွန်းကျပ်မှုတွေခံစားချက်တွေကိုကျမတို့ကိုလာပြီးတော့ရင်ဖွင့်ပြောတာဖြစ်တယ်အဲ့ဒီအချိန်မှာကျမတို့ကဟာဒါဒီလိုလုပ်လိုက်ပါလားဒါလုပ်တာတော့မဟုတ်သေးဘူးเนาะဘလို့ဖြစ်တယ်เนาะဆိုတဲ့ judgment ပေါ့เนาะအကဲဖြတ်တာအဲ့ဒီအကဲဖြတ်တာလုံးဝမပါပါဘူးမပါဘဲနဲ့ client ရဲ့စိတ်ထဲမှာ warm space ကိုရောက်လာတဲ့အခါမှာအော်ငါဒီနေရာကိုရောက်လာတာဟာဘေးကင်းလိုက်တာလုံခြုံလိုက်တာငါ့ကိုအဆုံးထိနားထောင်ပေးမဲ့သူရှိတယ်နော်နောက်တစ်ခုကကျတော့စိတ်ထဲမှာတက်တောင့်တက်တာဖြစ်တယ်ကိုကိုဂရုစိုက်မှုပေးတယ်လို့ခံစားရတယ်စသဖြင့်နှွေးထွေးတဲ့နေရာလေးတစ်ခုကိုဖန်တီးပေးထားပြီးတော့ကျမကပြောတဲ့အရာတွေကိုနားနဲ့နားထောင်တာမကဘူးကျမကနှလုံးသားနဲ့ပါနားထောင်ပေးရပါတယ်အဲ့တော့ client ကိုဒါလို့လို့ဆိုပြီးတော့အမိန့်ပေးစီမံတာမျိုးလည်းမဟုတ်ပါဘူးအဲ့တော့ client နေမှာလာတဲ့ client နေမှာသူတို့ရောက်ချင်တဲ့ပန်းတာရောက်ချင်တဲ့ goal တွေရှိတယ်အဲ့တော့အဓိကကဘာလဲဆိုလို့ရှိရင်လာတဲ့ client နေနဲ့ကျမနဲ့အတူတူပူးပေါင်းနေတဆင့်ချင်းစီသွားရတယ်တဆင့်ချင်းဆိုတာကဒီနေ့မှာ counseling လုပ်လိုက်လို့နောက်နေ့မှာကောင်းသွားပြီဆိုတဲ့ဟာမျိုးမဟုတ်ဘူးအဲ့တော့ section by section ဆိုတော့ဒီတစ်ခါတော့တစ်ခေါက်တွေ့တယ်ဟုတ်ပြီဘာလေးတွေကိုအတူတူလုံးကြမယ်လုံးကြပြီးတဲ့အခါမှာနောက်တစ်ခေါက်ဘယ်လိုဆက်သွားရမလဲလို့ဆိုတဲ့ပန်းနိုင်ကိုအရောက်သွားမယ်ဗာလဲဆိုရင်ခရီးစဉ်တစ်ခု journey ပေါ့နော်အဲ့တော့ journey တစ်ခုဆိုလို့ရှိရင်လည်းမမှားဘူးအဲ့တော့ client ကဘယ်လိုရှိလဲဆိုတော့သူ့မှာအရန်ရှုပ်ထွေးနေတာပေါ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကခံစားနေရတဲ့အခါမှာအရန်ရှုပ်ထွေးနေတော့သူမစင်စားနိုင်တော့ဘူးအဲ့မစင်စားနိုင်တဲ့အရာတွေကိုဘေးကနေပြီးတော့လမ်းပြမြေပုံတစ်ခုပေါ့နော်အဲ့ဒါလို့ချပြပြီးတဲ့အခါမှာသူကိုယ်တိုင်ဖြည့်ရှင်းသွားနိုင်အောင်သူရောက်ရှိခြင်းနဲ့ပန်းနိုင်ကိုသူရောက်သွားနိုင်အောင်ကျမကအတူတူရှောက်လှမ်းပေးတာဖြစ်ပါတယ်အဲ့တော့လိုအပ်လာတဲ့အခါဘာလိုအပ်လာတယ်လဲဆိုလို့ရှိရင်စေဝါကုသမှုခံယူဖို့လိုအပ်လာတဲ့အခါမှာစိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့စနစ်တကျလွှဲပြောင်းညွှန်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဆရာဝန်နဲ့တွေ့ပြီးတော့ဆက်ပြီးတော့ကုသရတာရှိတယ်လို့နှစ်ခုပေါင်းပြီးတော့ပေါ့နော်စိတ်ကျန်းမာရေးဆရာဝန်နဲ့လည်းကုသဒီဘက်က counseling နဲ့လည်းဆက်ပြီးတော့ပြောရဲဆိုတဲ့ပုံစံမျိုးတွေလည်းရှိတယ်အဲ့တော့ case တွေကတစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကြောင့်မို့လို့တရက်ဒီပေါ့နော်ပုံသေးကားကြပြောကြလို့မရဘူးအဲ့တော့အားလုံးကိုပြန်ချုပ်လိုက်မယ်ဆိုလို့ရှိရင် warm space ဆိုတဲ့နေရာဟာ client ကရင်ဖွင့်ပြောဆိုသမျှကိုနှလုံးသားနဲ့နားထောင်ပေးမယ်เนาะ client တွားခြင်းနဲ့ကိုရောက်အောင်အတူတူရှောက်လန်းပေးမယ်နေရာလေးတစ်ခုလို့ပြောလို့ရပါတယ်အဲ့တော့အခုနားထောင်ပြီးတဲ့အခါမှာစိတ်အစင်မပြေနေတဲ့သူတွေလည်းရှိမယ်အဲ့ဒီအခက်အခဲတွေကိုကြော်လွှားဖို့အတွက်အရန်ကုန်မှာအကူအညီလိုနေတဲ့သူတွေလည်းရှိနိုင်တယ်အဲ့တော့ရှိတယ်ဆိုလို့ရှိရင် warm space မှာလာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်အားလုံးပဲစိတ်ရောရုပ်ပါကျန်းမာချမ်းသာကြပါစေရှင်ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစုံတရာရှိစေခဲ့မယ်အများအတွက်လည်းသိစေချင်တယ်ဆိုလို့ရှိရင်တော့ like and share လုပ်နိုင်ပါတယ်ဒေါက်တာဝမ်ရဲ့ warm space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်